ဒါဟိုနေ့ကမှအတိတ်ထွက်လာတဲ့ cloud ကထုတ်တဲ့ design ပေါ့နော်ကျွန်တော်လည်းအခုမှစမ်းကြည့်ရမှာစမ်းမကြည့်ရတယ်အဲ့တော့စမ်းကြည့်တဲ့ဟာလေးကိုကျွန်တော်ဗီဒီယိုလေးစမ်းလုပ်ကြည့်မယ်ပေါ့နော်ဆိုတော့ skip intro လုပ်လိုက်မယ်ဒါဆိုရင်ဒါကသူ့ရဲ့ design user interface ပေါ့နော်ဆိုတော့ဒီမှာ sliders လုပ်လို့ရတာတွေ့တယ် template ကနေလုပ်လို့ရမှာရှိမယ် other ဆိုပြီးတော့ project နဲ့တွားလို့ရတာရှိတယ်အဲ့တော့ prototype တစ်ခုလောက်ဆွဲကြည့်ရအောင်high fidelity လာ wireframe အဲ high fidelity ပဲကျွန်တော်လုပ်ကြည့်မယ်ပေါ့နော်ဆိုတော့ဥပမာထားပါတော့ကျွန်တော် mobile app ဆိုပါစို့เนาะအဲ့တော့create လုပ်မယ်ဒီမှာ design system တစ်ခုကို set up တစ်ခါလေးလုပ်လို့ရတာတွေ့လိုက်တယ်ခုနက design system design system လုပ်လို့ရတယ် screenshot ထည့်လို့ရတယ် code base ကျွန်တော်တို့code နဲ့ attach လုပ်လို့ရမယ် Figma file ထည့်လို့ရမယ်เนาะဒီကောင်နှိပ်လို့မရသေးဘူးဆိုတော့ Camison ဖြစ်မယ်ထင်တယ်เนาะဆိုတော့ကျွန်တော်တို့လုပ်ချင်တဲ့ဟာကဟိုမှာ interactive prototype hi-fi design okay အဲ့တော့ကျွန်တော်ထည့်ကြည့်အောင် a mobile app for an influencer name focus on AI blockchain and entrepreneurship thing should be dark red thing okay ဒါစမ်းကြည့်တာပေါ့ဗျာเนาะအဲ့တော့ send နှိပ်ကြည့်မယ်ဆိုတော့ခုနကသူ screenshot ရိုက်လိုက်ရတယ်ဆိုတော့ကျွန်တော်တို့အကယ်၍များပေါ့နော်နောက်တစ်ခုစမ်းလို့ရတာကဟိုမှာ mobile app design လို့ကျွန်တော်ရှာလိုက်မယ်ပြီး dribble တွေကဖြစ်ဖြစ်ဆိုတော့ for example ဒါမျိုးပေါ့နော်ဒါမျိုးကိုကျွန်တော်တို့ကယူပြီးတော့ screenshot နဲ့ design လုပ်ခိုင်းလို့ရမလားပေါ့နော်ဒီကောင်ကကျတော့ဟိုဟာပုံစံမျိုးဆိုတော့3ခုဖြစ်နေတယ်တစ်ခုချင်းပဲပါတဲ့ဟာကိုကျွန်တော်ရွေးပြီးယူအောင်ဘာတို့ကတော့ဟိုပြရတာဆိုတော့လေနော်ပြရတာဆိုတော့တစ်ခုချင်းအသိမရှိဘူး okay ဒီယောဂလာခါရအဲ့ဒီဟာဒါကိုပြီး screenshot ရိုက်ပြီးထည့်မယ်နော်ဆိုတော့တို့ဒီမှာကျွန်တော်ရဲ့ဟိုဟာကိုဆွဲနေတယ် iOS frame နဲ့ component မှာ home screen create လုပ်နေဆိုတော့ဒီကောင်ကဒါဘာလို့ dance လုပ်လို့ရရလဲဆိုတော့ကျွန်တော်က cloud ရဲ့ pro subscribe လုပ်ထားလို့ပေါ့နော်ဆိုတော့ pro ကနေပြီးတော့အထက်ဟိုဟာတွေဒီဟိုဟာတွေဆိုရတယ် plan တွေဆိုရတယ် free ရတော့မရဘူးပေါ့နော်ဆိုတော့ဒီကောင်ရဲ့ effect ကဘယ်လိုဖြစ်လဲဆိုတော့တူထုတ်လိုက်တာ ਨੇ ဟိုဘက်မှာ share တွေမှာပြဿနာတက်တယ် Figma share တွေမနေ့ကတော့ထိုးပြီးကျသွားတာကိုတွေ့လိုက်တယ်ပေါ့နော်အဓိကတော့ဒီ cloud တို့ဘာလို့ powerful ဖြစ်တဲ့အခါကျတော့လေသူတို့တစ်ခုခုဝင်ပြီးလောက်လာပြီဆိုလို့ရှိရင်ကျန်တဲ့ကောင်က effect ဖြစ်တာအဲ့တော့ခဏဆောင်ကြည့်အောင်သူလုပ်တဲ့ progress ကို okay အဲ့တော့ဒီမှာကျွန်တော်တို့ prototype တော့ထွက်လာပြီဒါပေမဲ့တော့ interactive မဟုတ်သေးဘူးเนาะ interactive မဟုတ်သေးဘူးထင်တာပဲblockchain ဟုတ်နေပြီ interactive ဟုတ်နေပြီ refu ကနေစာဖတ်လို့ရမယ် design ကကျွန်တော်ပြောလိုက်တဲ့အတိုင်းပဲအနက်ရောင် deck နဲ့ decorate ကိုသုံးထားရတယ်ပေါ့နော် YouTube လိုဟာမျိုးဒီမှာ tricks လုပ်လို့ရရဗျဒီမှာ d-amber နေဒီကောင်မပြီးသေးတာဖြစ်မယ်ဒီမှာသူ verifying လုပ်နေတာဆိုတော့ object bags that all and I can see streets ascend to d-amber orange red dot let me know if you like anything adjust the error d-violet အော်မှာပြောင်းနေနော် d-amber ပြောင်းနေ d-amber crimson red နဲ့အတူတူပဲဖြစ်နေတယ် steel blue ရှိမယ်d-amber ပြောင်းလို့မရအောင်เนาะဒီလား crimson red နဲ့အတူတူပဲဖြစ်နေတယ်အဲ့ဒါကတော့ကျွန်တော်ထင်တယ်အခုမှ version 1ဆိုနည်းနည်းလေးတော့သူနည်းနည်း error ရှိနိုင်သေးတယ်နော်ဆိုတော့ interactive ဖြစ်တယ် play လိုက်လို့ရတယ် article ဒီမှာဒါဆိုရင်ဆိုတော့ article ကိုပဲအခြေခံပြီးလုပ်ထားတာနော် AI blockchain entrepreneurship ဒီကောင်ကရွှေ့လို့ရတယ်ဒါပေမဲ့နှိပ်လို့မရအောင် page တွေကဒီပုံစံတွေပဲဖြစ်လိမ့်မယ်ထင်တယ်ဒီ all ပုံစံပဲဖြစ်လိမ့်မယ်ထင်တယ် prototype ဆိုတော့နော် AI ဒါ AI နဲ့ဆိုင်တဲ့ဟာဟုတ်ပြီ AI insight
strategy page စောက်ထားတယ် prompt lab စောက်ထားတယ် market map လောက်ထားတယ် blockchain အကြောင်းဒီမှာပြောထားတယ် ventures တွေ startup the best ကျွန်တော်ရဲ့မဟုတ်တဲ့ code ကိုတော့ထည့်ထားသေးကျွန်တော်ပြောထားတာမဟုတ်ဘဲနဲ့ profile တွေပါရှိမယ်ဒါကျွန်တော်ဒီ account and profile okay အဲ့တော့ဒီလိုပုံစံမျိုးကျွန်တော်လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့နောက်ထပ်တစ်ခုတော့ထပ်ဆန်းကြည့်ရမယ်ဆိုရင်ခုနကဒီ fitness app ပေါ့နော်ဒီဟာကိုကျွန်တော် screenshot ရိုက်လိုက်မယ် okay အဲ့တော့ screenshot ဒီလိုလေးရိုက်လိုက်မယ်ရိုက်ပြီးတော့ရင်ဒီမှာကျွန်တော် copy ယူပြီးတော့ထည့်လို့ရမယ်ထင်တယ်နော်ဘာလို့တော့ဒီ app တွေက copy paste ရတယ် okay နောက်တစ်ချက်တစ်ခုမှာ create an app based on this design နော် okay အဲ့တော့ submit လုပ်ကြည့်အောင်ဆိုတော့ဒီကောင်ကဒါ design file ဟုတ်ပြီဒီခုန file တွေကိုဒီမှာ folder တွေပိုင်းနဲ့တင်လို့ရမယ်ဒါကျွန်တော်အခုပဲတင်ရတဲ့ clean shot က screenshot ဟာနော်ဒီကောင် folder နဲ့တင်သွားတယ် upload ဆိုပြီးတော့ဒါကျွန်တော်ရဲ့အခု app ပေါ့နော်ပြီးရင်သူအခုလုပ်နေတဲ့ဟာမပေါ်လာသေးဘူးအဲ့တော့အခုလုပ်နေတဲ့ဟာကိုတစ်ချက်ထပ်ပြီးစောင့်ကြည့်အောင် okay အဲ့တော့ဒီမှာ it looks like your message is coming through empty တဲ့ဗာလဲ home လို့ဘာလို့ဒါပြီးသွားပြီတဲ့jab AI ဟိုဟာခုံတဲ့ဟာဒါတွေရှိမယ် progress okay အဲ့တော့တော်တော်လေးတော့အဆင်ပြေအောင်သူလုပ်ပေးနိုင်တာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ခုနကလိုမျိုးဒီ image တွေပါတွေတော့ဒီထဲမှာမပါဘူးเนาะဒီဟိုဟာထဲမှာပြန်နှိပ်လို့အမြင်အားရဒီမှာ image လိုဟာမျိုးတွေမပါဘူးเนาะဆိုတော့ကျွန်တော်ခုနက sequence design ထဲမှာတော့ဒီမှာ image တွေပါတယ်เนาะဆိုတော့ဒါကတော့ရှိမှာเนาะဒီမှာတော့သူအရေးလေးတွေထည့်ထားပေးရပေါ့เนาะဒါပေမဲ့ဒီမှာဆိုကျွန်တော်ဒါဆက်ပြီးပြောပြီးပြင်သွားလို့ရပြီပေါ့နော်ငါ့ကိုဟိုလိုလေးပြင်ပြီးဒီလိုလေးပြင်ပြီးအဲ့တော့ဒီမှာဒီ app ဆိုလဲဒါအခုလေးတွေကျွန်တော်ထုတ်လိုက်တာပေါ့နော်ဆိုတော့okay အဲ့ဆိုလို့ရှိရင်ငါ video features ထည့်ခြင်းတယ်ဆိုရင်ကျွန်တော်ဒီမှာထည့်လို့ရလိမ့်မယ်ဒါမျိုးတွေလုပ်လို့ရသွားလိမ့်မယ်เนาะဆိုတော့ဒါလေးကိုကျွန်တော်ဒီမှာစမ်းပြတာဖြစ်ပါတယ်အဲ့တော့တခြားdraw တွေပါလုပ်လို့ရသေးတယ်เนาะ draw ကdraw လုပ်ပြီးတော့ကျွန်တော်ကပါလဲnote လုပ်လို့ရတယ်ဒါကဒီနေရာကိုပြင်ပေးဆိုပြီးတော့ဒီလိုမျိုးခိုင်းလို့ရမယ်တင်တယ်เนาะ edit ကကိုကျွန်တော်တို့ဒီမှာ edit လုပ်လို့ရတယ် font တွေပါတွေကိုဒီမှာဒီကနေခဏပြင်လို့ရတယ်ပြင်သွားရင်ဟောလုပ်လို့ရတယ် comment ပေးလို့ရမယ်เนาะဒီနေရာမှာဘာဖြစ်တယ်ဆိုပြီး comment ပေးလို့ရမယ်present လုပ်လို့ရတယ် this that full screen လုပ်လို့ရတယ်ဒါ app မဟုတ်လို့เนาะအဲ့တော့ကျွန်တော်တို့အကယ်၍များပေါ့နောက်ထပ်new check ခေါ်လိုက်မယ်เนาะဒါပဲတင် new check ကအဲ့တော့ presentation လုပ်လို့ရမလားဆိုတော့ generate presentation about Bitcoin use Bitcoin orange color okay command နဲ့ enter နှိပ်မှတော့ဆက်တယ်ဒီတိုင်းဆိုတချောင်းဆင်းသွားတယ်เนาะဆိုတော့ presentation ရောလုပ်လို့ရမလားတစ်ချက်လောက်စမ်းကြည့်အောင်ဒီမှာကျွန်တော်ဒီ app ကို tab မခေါ်ဘဲနဲ့ပြောလိုက်လို့လားတော့မသိဘူးဒီမှာ changes aren't being saved and you no longer have right access လို့ပြောထားတယ်ဒါပေမဲ့ကျွန်တော်ထင်တယ်ဒါကခဏပေါ်တာဖြစ်ပါလိမ့်မယ်ဘာလို့လဲဆိုတော့ဒီဘက်ကသူလုပ်နေတဲ့ဟာ presentation လုပ်နေဆိုတော့ဒီကောင်းလို့ပဲ fitness app လို့ပဲနောက်ထပ်ထပ်ပြီးတော့ tab တစ်ခုထပ်ပွင့်သွားမှထင်တယ်ဘာလို့ဆိုဒီ app design ထဲမှာပဲတော့သူဟိုကလုပ်မှာမဟုတ်ဘူးနော် presentation လုပ်မှာမဟုတ်ဘူး presentation ကတခြားနေရာမှာဖြစ်လိမ့်မယ်ပြောရင်းနဲ့မှာ presentation ကဒီ app ထဲမှာသွားရေးလိုက်တာဗျဒီလားအဲ့ဒါဆိုသူ့ကိုကျွန်တော်တို့ချက်ကလည်းကျွန်တော်နှိပ်လိုက်လို့ရှိရင်သူဒီမှာပျောက်သွားတယ်เนาะဆိုတော့ဒီကနည်းနည်းလေးတော့ back နည်းနည်းရှိနေသေးတဲ့ပုံပဲเนาะကျွန်တော်သူ့ကိုနောက်ထပ် tab တစ်ခုခေါ်ပြီးတော့လုတ်ပါလို့ပြောရမယ်ထင်တယ်เนาะဘာလို့လဲဆိုတော့ကျွန်တော် app ကိုသူအုပ်သွားပြီဆိုတော့အဲ့ဒါလေးတစ်ချက်ကျွန်တော်မှတ်ထားရမယ်နောက်ထပ်ထပ်ပြီး design လုပ်မယ်ဆိုလို့ရှိရင်နောက်ထပ် tab တစ်ခုထပ်ခေါ်ပြီးလုပ်ပေးပါဒါမှမဟုတ်လေဒီမှာကျွန်တော်တို့ design တစ်ခု tab တစ်ခုထပ်ခေါ်လို့ရမလားပေါ့နော်ဆိုတော့အဲ့ဒါမှအဆင်ပြေမှာမဟုတ်ရင်ကိုယ်အဟောင်းကိုအုပ်သွားလိမ့်မယ်နော်
okay Bitcoin color နဲ့လုပ်ပေးတယ်ကျွန်တော် orange color နဲ့လုပ်ပေးတယ်design ကမဆိုးပါဘူးเนาะကျွန်တော်တို့တန်းသုံးလို့တော့ရတယ်ဟို font တွေပါပြောင်းချင်ပြောင်းဆို cloud ရဲ့ font တွေကအဲ့လိုမျိုးနည်းနည်းလေးတော့ weird ဖြစ်တယ် dashboard တွေမှာဆိုလည်း weird ဖြစ်တယ်အခုဒီမှာဆိုရင်2010ကနေပြီးတော့တဲ့ order high ကမှားနေတယ်เนาะ order high ကကျွန်တော်တို့3,200နဲ့မှ6,000လောက်ဖြစ်လိမ့်မယ်10 year return 50% အဲ့တော့ data မှားတဲ့ကိစ္စရှိပဲเนาะ data ကိုတန်းသုံးလို့မရဒီမှာပြီးတော့နောက်တစ်ခုကချက်တွေမှာကျွန်တော်တို့2023နဲ့24ရက်ကတ်နေရ design မလာတာရှိတယ်အဲ့ဒီကျွန်တော်တို့ပြင်ခိုင်းရမယ်เนาะတည်တန်းထပ်ပြီးတော့ okay ကျန်တာလေးတွေတော့ဆင်ပြေမယ် data ပြဿနာရှိမယ်အဲ့တော့ data ကို cloud ကနေ feed မလုပ်ဘဲနဲ့သူကသူ presentation ကဒီ design ကကိုယ့်အကိုလောက်လာတာလားတော့မသိဘူး cloud ကနေ feed လုပ်မှမှန်နေမယ်ပေါ့နော်ဆိုတော့ဒါတွေကိုကျွန်တော်ထပ်ပြီးပြင်ခိုင်းလို့ရမှာထင်တယ် okay တော့ဒီ video လေးကတော့ဒါကျွန်တော်တို့ design အသစ်ထွက်တယ်ပေါ့နော် cloud AI ကထွက်တဲ့ cloud design ကိုစမ်းကြည့်ရ video လေးဖြစ်ပါတယ်เนาะအဲ့တော့ကျေးဇူးများကြီးတင်ပါတယ် follow တွေ subscribe လေးလုပ်ပေးခဲ့ပါအောင်ဗျ